မင်္ဂလာပါဈေးသွားနေတာပေါ့နော်အခုကကြက်ဥသွားရှာဝယ်မှာဖြစ်ပါတယ်စိတ်မကောင်းကြတစ်ခုကတော့ကြက်ဥမရလာခဲ့ဘူးရှင်ကြက်ဥမရှိဘူးတကယ်မရှိဘူးရှင်မစားရတော့ဘူးအဲ့ဒါကြောင့်မို့ကြက်တောင်ပန်လေးဝယ်လာခဲ့တယ်မောင်ကသူကိုယ်တိုင်ရှက်မယ်ဆိုပြီးတော့ကျွန်တော်ပြောတာပေါ့နော်အဲ့ကြောင့်မို့သူကရှက်ကျွန်မကဗီဒီယိုလေးရိုက်လိုက်တာပေါ့ရှင်ကြက်တောင်ပန်ကလည်းကျမလိုမျိုးပဲဟိုဝကကိအကြီးပဲသူဟင်းချက်တာကတမျိုးစနုံမိုးကိုနမထဲတာပေါ့နော်ကျမတို့ကစနုံမိုးရင်ထဲတယ်သူကစနုံမိုးနောက်မှထဲတယ်အရီလေးနဲ့ငြုတ်တီးစက်လေးစားခြင်းနဲ့ပြောလို့ငြုတ်တီးထဲလိုက်တာအများကြီးပဲမောင်ကကြည့်ပါဦးအယောင်ကရေတောက်နေတာပဲစားနိုင်ပါမလားမသိဘူးငြုတ်တီးတွေလောက်များတော့သူကမြုပ်တီမုတ်ထက်ထဲ့သေးတယ်ချက်တောင်ပန်ကအားကြီးတော့3ရေ4ရေလောက်တော့ရှက်လိုက်ရတယ်3ရေ4ရေရှက်တာတော့ဘောနော်အရန်ရီနူးဤတော့မဖြစ်ဘူးရှင်နူးယုံလေးပေါ့နော်နူးယုံလေးပဲရှားလိုက်တယ်ဘာဖြစ်လဲဆိုတော့ထက်ဆက်လို့ရှင်အကုန်မဆိုးလို့ပေါ့နော်နူးယုံလေးဆိုရင်စားလို့တော့ရပါပေါ့ဒါပေမဲ့မနူးလို့မဟုတ်ဘူးနော်နူးနဲ့နော်ဒါပေမဲ့အရင်နူးဤတာတော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးတိုးစရာလေးကတော့ဟိုတင်ပါလေပိန်နေသည့်အစိမ်းတိုးဆောင်မှာပေါ့နော်ပိန်နေသည့်ကလည်းစီကြီးလိုက်တာတောက်ထုပ်ကို20တဲ့အထဲမှာ2ပြားပဲပါလာတယ်2ပြားကို30ကျတာပေါ့နော်အရေးလေးနဲ့ဆန်းစားခြင်းနဲ့ဆိုလိုမောင်ကအရေးလေးနဲ့ရှက်ပေးတာပေါ့နော်ဒီလိုမျိုးချက်သားရင်အရေးလေးနဲ့ဆိုရင်အရင်စားလို့ကောင်းတယ်ခါတိုင်းကျမရှက်ရင်ပေါ့နော်အစီပြန်ပဲရှက်တယ်ရှင်ဗီဒီယိုရရင်နဲ့ကိုဖုန်းကကပ်ပြေးသွားတာမသိဘူးပေါ့နော်ထမင်းလေးလည်းစားပြမယ်ဆိုပြီးရွေးထားတာအဲ့ဒါမစားလိုက်ရဘူးထိုင်စားရုံပဲရှိသေးတာတော့စားတော့မစားလိုက်ရပါဘူးထိုင်ရုံပဲရှိသေးတယ်ကြီးတဲ့ဖုန်းကြီးတဲ့ခါကျတော့ကပ်ပြေးသွားပြီကွယ်အားကြောင့်မို့ထမင်းမစားပြလိုက်ရတော့ပေါ့နော်ဒီနေ့ကတော့ကမ္မကောင်းချက်ကတစ်မျိုးပြီးတစ်မျိုးပါပဲဒီနေ့ကတော့ဒီလောက်ပါပဲရှင်ဘိုင်ဘိုင်